ယောက်ကမင်းကိုတန်ဖိုးမထားတဲ့အခါအကောင်းဆုံးတုံ့ပြန်တဲ့နီလန်တယောက်ကမင်းကိုတန်ဖိုးမထားတဲ့အခါမင်းရဲ့ပထမဆုံးအတိစိတ်ကပိုစူးစမ်းဖို့ပိုရှင်းပြဖို့ဖြစ်နေတတ်တယ်။ဒါဟာပြန်မရနိုင်တော့တဲ့မင်းရဲ့အချိန်ကိုဖြုံးတီးနေတာတက်ပဲ။ဒေါသနဲ့မတုံ့ပြန်ပါနဲ့။ဒေါသဆိုတာသူတို့နဲ့မထိုက်တန်တဲ့အာယုံစိုက်မှုကိုလက်ဆောင်ပေးလိုက်တာနဲ့တူတယ်။အပြီးနိုင်နှုတ်ထွက်ပါရှင်းပြတာတွေဆက်တွယ်တာတွေအတိမပြုတ်ခံချင်တာတွေအားလုံးကိုရပ်လိုက်ပါ။တိတ်ဆိတ်နေခြင်းဟာအားနေတာမဟုတ်ပဲကိုယ့်ကိုယ်ပြန်လဲထိန်းချုပ်လိုက်တာပဲဖြစ်တယ်။ရှားပါမှုကမင်းရဲ့တန်ဖိုးပဲ။မင်းကအမြဲတမ်းသူတို့အနားမှာရှိနေပေးရင်မင်းဟာတာမန်ကုန်စီလိုပဲဖြစ်နေလိမ့်မယ်။လူတွေဟာဆုံးရှုံးသွားတဲ့အရာကိုတန်ဖိုးထားတတ်ကြတယ်။စကားတစ်လုံးမှမပြောဘဲထွက်သွားနိုင်ခြင်းကမင်းကိုပိုတန်ဖိုးရှိစေတယ်။အကောင်းဆုံးလက်စားချေခြင်းဟာမင်းကိုနာကျင်အောင်လုပ်တဲ့တူနဲ့မတူအောင်နေထိုင်ခြင်းပဲ။မင်းထွက်ခွာသွားတာဟာသူတို့ကိုဆုံးရှုံးတာမဟုတ်ဘူး။သူတို့ဘက်ကမင်းလိုလူမျိုးရဲ့တည်ရှိမှုကိုဆုံးရှုံးလိုက်ရတာမင်းရဲ့တန်ဖိုးကမင်းရဲ့စရိုက်ပေါ်မှာပဲမူတည်တယ်သူတို့ရဲ့အမြင်ပေါ်မှာမူတည်နေရမှာမဟုတ်ဘူးသူတို့ကမင်းရဲ့တန်ဖိုးကိုမမြင်ဘူးဆိုရင်သူတို့ကမင်းရဲ့ဘဝမှာနေထိုင်ဖို့မထိုက်တန်ပါ